ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုလေးမှာကျွန်တော်အနေနဲ့ရှေးပညာရှင်တွေသင်ကြားပေးခဲ့ကြတဲ့ရတရာ9မျိုးအကြောင်းမှာပထမဦးဆုံးအမျိုးအစားကိုအပိုင်း1အနေနဲ့တင်ပြပေးခဲ့ပါတယ်အခုဒုတိယမှာကတော့ဒါအပိုင်း2ဖြစ်ပါတယ်ပထမအမျိုးအစားဖြစ်တဲ့ရတရာမှာကျွန်တော်တို့မှားသွားလို့အပြည့်မဖြစ်နိုင်တနည်းအားဖြင့်မှားမှမှန်မှန်ကုသိုလ်ရတဲ့ရတရာအမျိုးအစားဥပါယဖြစ်တယ်ဘယ်လိုမျိုးစားလဲဆိုတော့ကမ္မပရဌာနဥပါယဟရတရာမျိုးတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကမ္မစေဝအထာရိတဥပါယဟရတရာအမျိုးအစားငှက်ကလေးတွေကိုအစာကျွေးတာကျွန်တော်တို့ခွေးကိုအစာကျွေးတာစသဖြင့်ကျွန်တော်တို့ဒီအစာကျွေးတဲ့ဟာတွေကျွန်တော်တို့လူမာကိုပြုစုပေးတာအများအကျိုးအတွက်လုပ်ပေးတာတွေအကြောင်းကိုကျွန်တော်ဆွေးနွေးခဲ့ပါတယ်အခုဆွေးနွေးမှာကတော့ဒုတိယအမျိုးအစားရတရာဖြစ်ပါတယ်ဒီဒုတိယအမျိုးအစားဒီဥပါယရတရာအမျိုးအစားကိုအာချာရရှုတိဥပါယလို့ခေါ်ပါတယ်မြန်မာသံနဲ့ထမယ်ဆိုရင်အာစာရတုတ်တိဥပါယလို့ခေါ်ပြီးတော့တက္ကရာသံနဲ့ထမယ်ဆိုလို့ရှိရင်တော့အာချာရရှုတိဥပါယဟလို့ခေါ်ပါတယ်အာချာရဆိုတာကမိမိရဲ့အပြုအမူနေထိုင်ကျင့်ကြံပုံပြောဆိုရေးသားပုံတွေတနည်းအားဖြင့် conduct တွေ ethic တွေဖြစ်ပါတယ်ရှုတိဗမာသံနဲ့ပြောရင်တုတ်တိဆိုတာကတန့်စင်ခြင်းဖြစ်ပါတယ်ဒီရတရာဥပါယကဒုတိယအဆင့်အမျိုးအစားဖြစ်ပြီးမိမိရဲ့အပြုအမူတွေအကျင့်စရိုက်တွေမိမိလှုပ်ဆောင်နေကြပြောဆိုနေတဲ့ကြမြမိမိရေးသားနေတဲ့မြဒီမှာအပြည့်ကင်းမဲ့အောင်တန့်စင်အောင်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ဆိုရင်ဒီထက်မှာယမနိယမဆိုတဲ့စောင့်ထိန်ခြင်းစောင့်စည်းခြင်းတွေ lifestyle ပြုပြင်နေထိုင်ရေးတွေပါဝင်နေပါတယ်။ဘာတွေကိုဘယ်လိုစောင့်စည်းထိန်းသိမ်းရမှာပါလဲ။တကယ်တမ်းကဒီရတရာတနည်းအားဖြင့်ဒီဥပါယကိုမြတ်စွာဘုရားကသင်ကြားပေးထားခဲ့ပြီးလည်းဖြစ်ပါတယ်။ဘယ်လိုနေနဲ့သင်ခဲ့တယ်လဲဆိုတော့ဒုစရိုက်10ပါးတနည်းအားဖြင့်အကုသိုလ်ကမ္မပဋတရား10ပါးဒါတွေကရှောင်ရမယ့်တရားအနေနဲ့သင်ကြားပေးခဲ့တာဖြစ်ပါတယ်ဘုရားဘာသာမြန်မာလူမျိုးအားလုံးသိကြတဲ့ဒုစရိုက်10ပါးမှာပထမဆုံးကာယဒုစရိုက်3ပါးပါဏာတိပါဒသူတစ်ပါးအသက်ကိုတတ်ခြင်းအဒိနာဒါနာသူဥစ္စာကိုခိုးယူခြင်းကာမေတုမိစ္ဆာစာရသူတစ်ပါးသားမယားကိုသွားလာကျူလုံးကျူးခြင်းဆိုတဲ့ဒီကာယဒုစရိုက်တွေရှိတယ်လို့ဝစီဒုစရိုက်တွေမနောဒုစရိုက်တွေလည်းရှိကြပါတယ်ဒီကာယဒုစရိုက်တွေကတော့လူတိုင်းဒီလှုပ်ဆောင်မှုပေါက်ပြန်မှုဖြစ်ကောင်းမှဖြစ်ပါလိမ့်မယ်အများစုကတော့လည်းဒါကိုသိမဖြစ်ကြပါဘူးအဒိဏဒါနာကနေလွယ်လို့ရှိရင်ပေါ့ဒါပေမဲ့ဝစီဒုစရိုက်ကကျတော့လူတော်တော်များမှာကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာလည်းရှိဖြစ်ပါတယ်မုဒ္ဒဝါဒဆိုတာမဟုတ်မှန်တဲ့စကားကိုအမှန်လို့အဟုတ်ပြောဆိုတာဖြစ်ပြီးဒါကလည်းကျွန်တော်တို့နေ့စဉ်နဲ့မြအင်တာနက်ပေါ်မှာဒုနဲ့ဒုမဟုတ်ဘယ်နဲ့မမှန်မဲနဲ့ဆွဆွဲနေကြတာဒီမှာမရှိတာကိုအရှိလို့မိမိလုပ်တာကိုကြတော့မလုပ်ဘူးပြောဆိုတဲ့ကျွန်တော်တို့မာယာတထေယတို့ရတယ်ဒါတွေကလည်းမုဒ္ဒဝါဒသဘောတွေကျွန်တော်အများကြီးတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကပိတုဏဝါစာဆိုတဲ့လူနှုတ်တို့ရဲ့ချစ်ချင်းမြတ်တာကိုပျက်စီးအောင်ဂုံးတိုက်တာကြောင့်တဲ့တယောက်ခင်းနေမနာလို့မရှုစိမ့်တဲ့တကြောင်မလို့အဲ့ဒီလူတွေကြားထဲမှာဂုံးတိုက်တဲ့စကားပြောကြတာဒီဒါပိတုဏဝါစာဒါကလည်းကျွန်တော်တို့အများကြီးနေ့စဉ်နဲ့အများကြုံတွေ့နေကြတာဖြစ်ပါတယ်နောက်တစ်ခုကပရုဒ္ဒဝါစာဆိုတဲ့ကျမ်းတမ်းတဲ့အသုံးအနှုန်းတွေကျမ်းတမ်းတဲ့ဝါဒတွေငေါငန်းစေးတာတွေဘုရားရှင်နှုံးကသူများတကာရှိမှပြောနှုတ်ထွက်မိလို့ရှိရင်မြေတန်ရှက်ဖွယ်ကောင်းတဲ့စကားတွေဟာအခုအချိန်မှာ used to ဖြစ်နေလောက်တဲ့အချိန်ကိုကျွန်တော်တို့ဒီမှာအခုပွားရနေတဲ့အဆင့်ရောက်နေကြပါပြီနောက်တစ်ခုကကြတော့တန်ဖတ်ဗလာပဆိုတဲ့
အပေါ့အပြင်းအနှိမ့်ကင်းတဲ့စကားကိုပြောဆိုခြင်းဖြစ်ပါတယ်နောက်တစ်ခုကမနောဒုစရိုက်3ပါဆိုတဲ့အဘိဇာသူ့ရဲ့ဥစ္စာကိုငါဥစ္စာဖြစ်ရင်ကောင်းမှာပဲဆိုတဲ့စိတ်နဲ့အလိုကြီးတဲ့စာလေးဗျာပါဒဆိုတဲ့သူတစ်ပါးကိုအညှိုးထားရံမဲ့နှိမ့်ဆက်ရအောင်ကြံဆောင်နေရတာဒီတနည်းအားဖြင့်စောင်းမြောင်ညူဆူနေကြတာဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ဘုရားဟောမှန်ကျမ်းဓမ္မခံကိုပယ်လှန်စိတ်ထားအယူမှားခြင်းဆိုတဲ့သင်ကြားပေးထားတဲ့မြတ်စွာဘုရားရဲ့တရားတော်ဒီပုံမှာမှန်ကန်တဲ့အမြင်နဲ့နားမလည်ဘဲနဲ့အမှားဘက်ကိုယူဆနေကြတဲ့မိစ္ဆာဒိဋ္ဌိယူဝါဒတွေဒါတွေကကျွန်တော်တို့ရဲ့မနောဒုစရိုက်3ပါဖြစ်ပါတယ်တကယ်တမ်းကဒီရရာဥပါယအများစုကအကြောင်းရင်းကိုဖယ်ရှင်းပေးတဲ့ရရာမျိုးတွေဥပါယမျိုးတွေမဟုတ်ကြဘဲနဲ့တနည်းအားဖြင့်ယောဂကိုမကုသဘဲနဲ့ယောဂလက္ခဏာကိုယောဂထီပြီးကုသနေကြတဲ့အရာတွေဖြစ်နေကြမှာအာဇာရရှုတိဥပါယဆိုတဲ့တန့်စင်စွာပြုမှုနေထိုင်ခြင်းဆိုတာကအကြောင်းတရားကိုပယ်ရှားတဲ့ဥပါယရရာဖြစ်နေလို့ပါပဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ယောဂဖြစ်စေတဲ့အကြောင်းရင်းတွေကိုပယ်ရှားတာဖြစ်ပါတယ်ကျွန်တော်တို့ဟာမြတ်စွာဘုရားသင်ကြားပေးခဲ့တဲ့ဘဝနေထိုင်ရေးစိတ်ထားတဲ့ရေးတွေးခေါ်ယူဆနိုင်ရေးစတာတွေအားလုံးကိုဘုရားစာဆိုပြီးတော့တိပအောင်ကံကောင်းအောင်လက်ပွင့်အောင်ပြုစုနေကြပေမဲ့တကယ်ကံကောင်းစေမဲ့သဘောပေါက်ကျင့်ကြံမှုမှာတော့ကျွန်တော်တို့တွေအားနည်းနေကြပါတယ်တကယ်တမ်းကတော့ဒီအာချရရှုတိဥပါယကအင်မတန်အကျိုးကြီးမားလာပါတယ်ဘာဖြစ်လို့ဒီဒုတိယမျိုးစားတတိယတနည်းအားဖြင့်ဥပါယကအကျိုးကြီးမားတယ်လေဆိုလို့ရှိရင်ကျွန်တော်တို့ခုနကပြောခဲ့တဲ့အကြောင်းရင်းကိုရှာပြီးတော့ဖယ်ရှားတာလို့ပါပဲကမ္မခီးယတိဆိုတဲ့သဘောမှာခီးယတိဆိုတာကဂုံခန်း6ခန်းကြီးဖြစ်ပါတယ်အကြောင်းတရားဂုံသွားမယ်ဆိုရင်အဲ့ဒီအကြောင်းကြောင့်ဖြစ်နေရတဲ့အကျိုးလည်းဂုံခန်းပါတယ်ကျွန်တော်တို့ရဲ့ဇာတော်ဒီမှာဂျိုစည်းဂျိုနင်းတွေထိခိုက်ကြရတာတွေကဒီဒုစရိုက်တရားတွေရဲ့ active ဖြစ်နေမှုကြောင့်ပါပဲအဲ့ဒီဒုစရိုက်တွေကိုကျွန်တော်တို့ရပ်တန့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မကောင်းတဲ့ကမ္မအတိတ် negative ကမ္မတွေထပ်မလာနိုင်တော့ပါဘူးအတိတ်ကမကောင်းတဲ့ကမ္မ old ကမ္မကလည်းလောင်စာပြတ်သွားပါတယ်ကရမဒေါရှလို့ခေါ်တဲ့ဂျိုတွေရဲ့အဖြစ်တွေကလည်း naturally reduced ဟုတ်လားတဘာဝအတိုင်းလျော့ကျသွားပါတယ်နောက်ပို့ပြီးတော့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်စနေဂျိုဟာစိုးရိမ်ကြောင်းလန့်ရခြင်းဘေးဒုက္ခများခြင်းပင်မရခြင်းတွေနဲ့သက်ဆိုင်နေတဲ့အချိန်မှာမိမိမှာနှုတ်သဘောဆောင်ရက်စစ်တဲ့အပြုအမူအပြောအဆိုစိတ်နေစိတ်ထားတွေကိုရှောင်လိုက်တာနဲ့တင်စနေဂျိုရဲ့ negative သဘောဟာလျော့ကျသွားပါတော့တယ်အင်္ဂါဂျိုဟာဒေါသသွေးတံမတော်တဆထိခိုက်မှုပေါက်ကွဲမှုအသက်အန္တရာယ်စတာတွေကိုကိုစားပြုပါတယ်မိမိရဲ့ဒေါသပေါက်ကွဲမှုကိုထိန်းလိုက်တဲ့အခိုက်မှာအင်္ဂါဂျိုရဲ့ negative သဘောဟာလျော့ကျသွားပါတော့တယ်ဗုဒ္ဓဂျိုဟာဆက်သွယ်ခြင်းပြောဆိုခြင်းတွေနဲ့သက်ဆိုင်ပါတယ်မဟုတ်မမှန်ပြောဆိုခြင်းအကျိုးမဲ့စကားကိုပြောဆိုခြင်းသူတစ်ပါးမကောင်းအကြောင်းဂုဏ်တက်ပြောဆိုခြင်းတွေကိုရှောင်ခြင်းတဲ့အခါမှာဗုဒ္ဓရဲ့ထိတ်ကိုင်မှုကတက်တာရသွားပါတော့တယ်ဒီနေရာမှာစကားတွေမဟုတ်ပါဘူးရေးသားနေကြတာတွေကလည်းအတူတူပါပဲဘာဖြစ်လို့ communication မှာပဲစကားဖြစ်စီစာလုံးတွေဖြစ်စီဟာမိမိရဲ့ရေးသားသည်သူတစ်ပတ်သားတွေကိုကောင်းအောင်ရေးတာလားမကောင်းအောင်ရေးတာလားအကျိုးရှိတဲ့စာကိုရေးတာလားအကျိုးမရှိတဲ့စာကိုရေးတာလားအမုန်းတရားပေါ်အောင်ရေးတာလားဂုဏ်တိုက်တာလားဆိုတာတွေကဒါကအားလုံးလည်းဖတ်ရှုသိမြင်နိုင်ကြပါတယ်ရာဟုကကြတော့အစွန်းရောက်ခြင်းတက်မဲ့ဆွဲလန်းလှည့်ပြားခြင်းတွေနဲ့သက်ဆိုင်ပြီးမိမိရဲ့လောဘကိုမိမိထိန်းနိုင်မယ်သူတစ်ပါးကိုလည်းလှည့်ပြားခြင်းမပြုမှန်ကန်ခြင်းကိုပဲလှုပ်ဆောင်မယ်ဆိုရင်
ရာဟုရဲ့မကောင်းကျိုးတွေကနေသက်သာရာရသွားပါလိမ့်မယ်ကေတုဆိုတဲ့ကိကြိုကလောကီအကျိုးတွေကိုဖျက်ဆီးခြင်းနဲ့သက်ဆိုင်တာမှုမိမိအနေနဲ့တရားထိုင်ရေးတာဝန်ကျင့်ကြံခြင်းတွေလှုပ်ဆောင်တဲ့အခါမှာကိကြိုပေးနေတဲ့ဒုက္ခကနေသက်သာပါလိမ့်မယ်တကယ်တော့ဒီရရာအမျိုးအစားကဂျိုမင်းနမင်းတွေကိုပူဇော်ပသနေတာမဟုတ်ပဲမိမိတို့ရဲ့အတွင်းဣဇဒသံထံမှာပျော်ဝင်းနေတဲ့ဂျိုမင်းတွေကိုပြုပြင်လိုက်ခြင်းဖြစ်ပါတယ်ဒီရရာဟာပူဇာတွေလို့ရတဲ့စာရင်ဘေးအကင်းဆုံး safe အဖြစ်ဆုံးရရာဖြစ်ပါတယ်အဲ့တော့အခြားသောရရာတွေမှာတော့ကျွန်တော်တို့အဲ့ရရာတွေလွတ်ရင်းနဲ့ကျွန်တော်တို့ကံအသစ်တွေတက်တက်ပြုမိကြတယ်ရှိပါတယ်တစ်ခါတလေမှာအဲ့ဒီရရာတွေကိုလွတ်ရင်းနဲ့တစုံတစ်ခုမှသွားပြီးတော့ဒီပန်းလို့မိကိုချင်းတွေတူထားမိတတ်ကြပါတယ်တစ်ခါတလေမှာမိမိရဲ့အကြောက်တရားကိုပို့ပြီးတော့တိုးချဲ့လိုက်မိတယ်လို့လည်းဖြစ်သွားတတ်ပါတယ်အခုရရာမှာကြတော့ဒုရှရိတာဆိုတဲ့ဒုစရိုက်10ပါးကိုထိန်းလိုက်နိုင်တဲ့အခါမှာကံကြွေးတွေကိုကျွန်တော်တို့ကံအသစ်တွေထပ်မထည့်ဖြစ်တော့ပါဘူးအချိန်မရွေးနေရာမရွေးအမြဲတမ်းလှုပ်ဆောင်နိုင်ပါတယ်မှားလို့လဲကိုယ့်စီကိုပြန်ပြီးတော့အရိုက်ခံရတာ backlash backfire ဖြစ်တာလည်းမရှိပါဘူးအကောင်းဆုံးတစ်ချက်ကတော့ဘယ်ပင်ဆရာကမှလည်းသွားမင်းနေစရာမလိုဘူးငွေလည်းမကုန်အချိန်လည်းမကုန်ပါဘူးအဲ့တော့ကျွန်တော်လေးတွေကိုလည်းကျွန်တော်တို့တစ်ဆက်ချင်းတစ်စင်ချင်းကျွန်တော်ဆက်ပြီးရေးသားပေးသွားမယ်လောကသမသတာသုခိနောဘဝန္တုမိမိတို့နှင့်အတူလောက၌ဖြစ်တည်ကြကုန်သောတတ္တဝါအပေါင်းအားလုံးတို့ချမ်းသာခြင်းဖြစ်ကြပါစေ